โอเคပထမဆုံးဂျပန်တက်တော့ကဖွင့်ဖို့ဆိုရင်ဖုန်းနံပါတ်ရှိတဲ့စင်ကတ်ကိုအရင်ဆုံးဖြုတ်လာပြရမယ်เนาะစင်ကတ်တွေရင်ဖြုတ်လိုက်မယ်โอเคဒုတိယဆင့်အနေနဲ့ဖုန်း location ကိုပိတ်ထားပြရမယ်ဖုန်း location ပိတ်ဖို့အတွက်ဒါ setting နဲ့သွားမယ်โอเค setting နဲ့ရောက်သွားပြီဆိုရင်ဒီ search bar မှာ location ဆိုပြီးရှာမယ်โอเคထိပ်ဆုံးမှာပေါ်လာတဲ့ location နှိပ်မယ်အဲ့မှာ location အဆက်ကိုပိတ်ပြလိုက်ရင်ရပြီโอเคနောက်တစ်ဆင့်အနေနဲ့ဂျပန် VPN ဖွင့်ပြရပါမယ်ဂျပန် VPN ဖွင့်ဖို့အတွက် Siphon Pro VPN ကိုတုံးမယ်โอเค Siphon Pro VPN ကို Play Store မှာတွက်တောင်းမယ်โอเค Play Store ထဲရောက်ပြီဆိုရင်ဒီမှာ search bar မှာ Siphon Pro ဆိုပြီးတော့လိုက်ရှာလိုက်โอเคဒီမှာပေါ်လာတဲ့ Siphon VPN ကိုဒါ install တင်လိုက်โอเค install လုပ်ပြီးလို့ရှိရင် VPN တွေကိုဝင်လိုက်โอเคဒီမှာ accept ကိုနှိပ်ပြလိုက်ပြီးရင် yes ကိုနှိပ်ပြရမယ်โอเคပြီးရင်ဒီမှာ start ဆိုတာကိုနှိပ်ပြလိုက်မယ်โอเคကိုနှိပ်ပြလိုက်မယ်โอเคဒီမှာ continue အောက်မှာဒီမှာ continue ဆိုတာတွေကိုနှိပ်ပြလိုက်မယ်ဒီမှာခဏစောင့်ပါမယ်โอเคပြီးရင်ခဏထွက်လိုက်โอเคပြီးရင် option ထဲဝင်မယ်ပြီးရင်ဒီမှာ select server region ကိုနှိပ်လိုက်โอเคပြီးရင်ဒီမှာအောက်နဲ့ဆွဲလိုက်ဂျပန်ဆိုတာတွေ့လိမ့်မယ်ဂျပန်ကိုရွှေ့လိုက်ပြီးရင် okay ဆိုတာလေးနှိပ်ပြလိုက်โอเคဒါဆိုခဏစောင့်လိုက်โอเคဒါဆိုရင်ဂျပန် VPN ဖွင့်ပြီးတော့ပါပြီโอเคဂျပန် VPN ကတော့ဒီ Siphon Pro မှာမဟုတ်တခြား VPN တွေလည်းဒါတုံးလို့ရတယ်ဒီမှာတော့ Siphon Pro ကိုပဲဒါတုံးရမယ်โอเคဂျပန် VPN ဖွင့်ပြီးဆိုရင်ကျွန်တော်တို့ Gmail တစ်ခုရှောက်ရမယ်โอเค Gmail ရှောက်ဖို့အတွက်ကျွန်တော်တို့ Gmail ထဲကိုသွားမယ်โอเคဒီနားလေး icon လေးကိုနှိပ်ပြလိုက်မယ်ပြီးရင် add another account ကိုနှိပ်ပြရမယ်ပြီး Google ဆိုတာနှိပ်ပြလိုက်မယ်โอเคဒီနေရာမှာ touch and finger sensor ကိုယ့်ဖုန်းကဒါ fingerprint နဲ့ lock ခတ်တာဆိုရင်ဒီနေရာမှာ fingerprint ထည့်ပြရမယ်โอเค password နဲ့ထည့်ရလို့ကြတော့ဒီမှာ use password နဲ့ဒါ password ထည့်ပြရမယ်ဟိုကျွန်တော်ကတော့ဒါ fingerprint ထည့်ရတာမို့လို့ fingerprint နဲ့ fingerprint ထည့်မယ်โอเคဒါဆိုရပြီโอเคဒီနေရာရလို့ရှိရင်ဒါ create account နှိပ်မယ်ဒီ for my personal use ကိုနှိပ်မယ်ဒီမှာ first name last name ဆိုတာရှိတယ်တော့ first name last name မှာဒါကိုယ့်ရဲ့နာမည်ကိုထည့်မယ်ပြီးရင် next နံပါတ်ထည့်ပြီး next ကိုနှိပ်မယ်ပြီးဒီမှာကိုယ့်ရဲ့မွေးတက္ကရာကိုနှိပ်မယ်ပြီးဒီမှာ gender လေးထည့်လိုက်မယ်ပြီးရင် next ကိုနှိပ်မယ်โอเคပြီးရင်ဒီမှာ create your own Gmail address ကိုနှိပ်မယ်ပြီးဒီမှာကိုထားခြင်းတဲ့ Gmail ကိုဒါနှိပ်လိုက်ပါတော့
Okay Gmail နှိပ်ပြီးဆိုရင်မလက်ရှုပ်နှိပ်မယ် Okay ဒီနေရာမှာ password ထည့်မယ် password ကိုလွယ်လွယ်လေးမထားပါနဲ့နည်းနည်းလေးခက်နေအောင်ထားပေးပါ Okay password မှာဆိုရင်ဒါအင်္ဂလိပ်စာလုံးအသေးထည့်မယ်ပြီးရင်အကြီးတွေရောထည့်မယ်ပြီး special character လေးတွေရောထည့်ပေးမယ်ဒါမျိုးပေါ့ alpha တို့ dollar တို့ဒါမျိုး special character တွေရောထည့်ပေးမယ်အဲဆိုရင်ဒါကိုယ့်ရဲ့ password ကပိုပြီးတော့ strong ဖြစ်တာပေါ့နော်ပြီးကျွန်တော် password ထည့်လိုက်မယ် Okay password ထည့်ပြီး next ကိုဆက်နေပြီမယ် Okay ပြီးရင်ဒီမှာ next ကိုပဲဆက်နေပြီမယ် Okay ပြီးရင်အောက်မှာ I agree ကိုဆက်နေပြီမယ် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ Gmail ကောက်ဖွင့်ပြီးတော့ပါပြီ Okay ပြီးရင်ကျွန်တော်တို့ဒီဘော icon ပြန်နှိပ် Okay ဒီအောက်မှာကျွန်တော်တို့ခဏကဖွင့်ခဲ့တဲ့ Gmail ကောက်ကိုတွေ့ရမယ်အဲ့ဒါလေးကိုဆက်နေပြလိုက် Okay အဲ့ဆိုရင်ဒါရပြီ Okay ပြီးရင်ကျွန်တော်တို့ထွက်လိုက်ထွက်ပြီးကျွန်တော် Google ထဲဝင်ဒီဘော icon လေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ search account ဆိုတာရှိတယ်ဒီမှာမြားရှိလေးရှိတယ်အဲ့ဒါလေးကိုနှိပ်ပြလိုက် Okay ပြီးရင်ဒီအောက်မှာကျွန်တော်တို့ခဏကဖွင့်ခဲ့တဲ့ Gmail ကောက်ရရှိတယ်အဲ့ဒါလေးကိုနှိပ်ပြလိုက် Okay ဒါဆိုကျွန်တော်တို့ဒီခဏကဖွင့်ခဲ့တဲ့ Gmail ကောက်ကိုဒါ Google မှာချိန်ပြပါပြီ Okay နောက်ဆက်အနေနဲ့ကျွန်တော်တို့ Chrome နဲ့ဝင်မယ် Chrome ရဲ့ search bar မှာတို့ဂျပန်တစ်တော့လို့လိုက်ရှာမယ် Okay ဒီမှာ sign up ဆိုတာလေးတွေ့လိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပြလိုက်မယ် Okay ဒီမှာဆိုသူဒီစာလေးပေါ်လိမ့်မယ်ဒါတက်တော့ဆောက်ရဖွင့်မလားသူကမေးတာကျွန်တော်မဖွင့်သေးဘူးဆိုတော့ not now နှိပ်ပြလိုက်မယ် Okay ဒီညာရရင်ဒီမှာ continuous with Google ဆိုတာလေးကိုနှိပ်ပြလိုက်ပါ Okay ဒီမှာကျွန်တော်ခဏကဖွင့်ခဲ့တဲ့ဒီမှာ Gmail account ကိုရွှေ့ပြလိုက်ပါ continuous ဆိုတာလေးကိုနှိပ်ပြလိုက်ပါ Okay ဒီမှာကိုယ့်ရဲ့မွေးနေ့ကိုထည့်ပြရပါမယ် Okay ပြီးရင် next ကိုပဲဆက်နေပြီလိုက် Okay ဒီမှာ create username ဒီမှာကျသူ username ထည့်ခံတယ်အဲ့တော့ဒီ username ကဒါအခုမထည့်သေးလဲရတယ်နောက်မှထည့်လဲရတယ်နောက်မှကိုယ့်ကို TikTok account မှာတွားပြီးတော့ထည့်လဲရတယ် Okay ဒါပြီးရင်မှာအပေါ်က skip ဆိုတာလေးကိုနှိပ်ပြလိုက်ပါ Okay မှာ log in ဖြစ်သွားပြီ Okay ဒါဆိုရင် TikTok account ဖွင့်ပြီးတော့ပြီ Okay ပြီးရင်ကျွန်တော်တို့ TikTok software ထဲကိုဝင်မယ် Okay ပြီးရင် TikTok software ထဲကိုဝင်လိုက် Okay TikTok software ထဲကိုရောက်ရင်ဒီမှာ profile ဆိုတာလေးရှိတယ်အဲ့ဒါကိုနှိပ်ပြလိုက် Okay ဒီနားရောက်လို့ရှိရင်ဒီမှာ sign up ဆိုတာလေးနှိပ်ပြလိုက် ဒီမှာ continuous with Google ဆိုတာလေးကိုနှိပ်ပြလိုက် ပြီးရင်ကျွန်တော်တို့ဖွင့်ခဲ့တဲ့ Gmail အကောင့်ကိုနှိပ်ပြလိုက် Okay ကျွန်တော်တို့ဒီ
ဒီဂျပန်TikTok အကောင့်ကိုဖွင့်ပြီးတော့ပဲဖြစ်ပါတယ်။ Okay ပြီးရင်ကျွန်တော်တို့ဒီမှာ profile ကိုနှိပ်ဒီမှာကိုယ့်ရဲ့TikTok အကောင့်ကဂျပန်အကောင့်ဟုတ်မဟုတ်ကျွန်တော်တို့ဒီမှာဘယ်လိုစစ်လို့ရလဲဆိုတော့ဒီမှာမြင်းချောင်းသုံးချောင်းနှိပ် Okay ပြီးရင်ဒီအောက်က setting and privacy ကိုနှိပ်ပြီးအကောင့်ဆိုတာလေးကိုနှိပ်ပြီးအကောင့် information ဆိုတာလေးကိုနှိပ် Okay ဒီမှာအကောင့် region ဒီမှာဂျပန်ဆိုတာပေါ်နေပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ဂျပန်TikTok အကောင့်ကအောင်မြင်စွာဖွင့်ပြီးတော့ပဲဖြစ်ပါတယ်